အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ကြတော့ဘာလုပ်ချင်မလဲဆိုလို့ရှိရင် Vivo Y 61ပေါ့နော်ဆိုတော့ Vivo Y 61လေးကိုကျွန်တော်တို့ဘာ error ရှိတယ်လဲဆိုတာကိုစစ်ကြည့်အောင် no power နဲ့လာတဲ့ဖုန်းဖြစ်ပါတယ်ဆိုတော့ no power နဲ့လာတဲ့ဖုန်းဖြစ်တဲ့အတွက်ကျွန်တော်တို့ no power နဲ့ဖုန်းဆိုလို့ရှိရင်တော့ကျွန်တော်အရင်ဆုံး short ရှိမရှိကိုစစ်ရပါမယ်ဒါဆိုရင်ကျွန်တော် short ရှိမရှိကိုတစ်ချက်စစ်ကြည့်မယ်ဗျာဒါဖုန်းမှာအနီကိုထောက်မယ်အနက်နဲ့ကျွန်တော်တိုင်းကြည့်မယ်ဆိုတော့ဒီဘက်မှာအနှုတ်နှုတ်မှာအတန်မြည်ပါတယ် ground ဒီဘက်ကကြတော့လေဘာဖြစ်နေလဲဆိုလို့ရှိရင်အတန်မြည်နေပါတယ်ဒါဆိုလို့ရှိရင်တော့ဒီကောင်နှစ်ဖက်လုံး ground ကျနေတာပေါ့ဆိုတော့ battery connector နှစ်ဖက် ground ကျနေတာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာ short လို့ခေါ်လဲဆိုလို့ရှိရင် full short လို့ခေါ်တယ်ဒီဘက် input အဝင်လမ်းကြောင်းမှာဖြစ်တဲ့အတွက် input short လို့လည်းခေါ်ပါတယ်ဒါဆိုကျွန်တော်တို့ input short လေးကိုတစ်ချက်ရှင်းကြည့်အောင်အဲ့တော့ကျွန်တော်တို့ရဲ့ input short ရဲ့ platform ကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဒီအမျိုးအစားရဲ့ Vivo Y 63ဖြစ်ပါတယ်ဆိုတော့ဒါမှ Vivo Y 63လို့မမှတ်ပါနဲ့ကျွန်တော်တို့က circuit board တစ်ခုရဲ့ platform လို့ကျွန်တော်တို့မှတ်ရပါမယ်ဆိုတော့ကျွန်တော်ဒီထဲမှာ battery connector အပေါင်းလုံးနှစ်ခုလုံး ground ကျနေတာဖြစ်တဲ့အတွက် ground ကျနေတာဖြစ်တဲ့အတွက်ကျွန်တော် VBAT ဒီဘေကိုရောက်တယ်လို့ပြောလို့ရှိရင် main PMU ကို ISET အနေနဲ့ဝင်မယ်ပြီးလို့ရှိရင်ဒီကို charger IC ကိုဝင်မယ်ပေါ့နော်ဆိုတော့ဒီကောင် Qualcomm CPU သုံးထားတဲ့အတွက်internal switch IC တို့ PA IC တို့ကိုတော့သွားတော့မှာမဟုတ်ပါဘူးဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီကောင်လေးကို power IC နဲ့ power IC နှလုံးကိုကျွန်တော်တို့ short လေးတစ်ချက်ရှာကြည့်ပါမယ်ခင်းခွဲရိုက်ပြီးတော့ short ရှာကြည့်မယ်ဆိုတော့ဒီနေရာမှာခင်းခွဲရိုက်တာလေးကိုပါကျွန်တော်ပြပေးပါမယ်အဲ့တော့ကျွန်တော်တို့ကခင်းခွဲရိုက်တဲ့အခါမှာဒီလို Team C အခေးလေးကိုတောင်းရပါမယ် Team C အခေးအမှာ4000အတုံးလေးကိုတောင်းရပါမယ်အဲ့4000အတုံးလေးကိုကျွန်တော်တို့ကဒီကောင်ကဘာလဲဆိုလို့ရှိရင်အပူထိလို့ရှိရင်ပျော်သွားတယ်ဆိုတော့အဲ့ဟာကိုခေးကောက်လေးနဲ့ဒီခေးကောက်မှာကျွန်တော်တို့ဘာပါလာမလဲဆိုလို့ရှိရင် Team C အငွေ့လေးပါလာမယ်နော် Team C အငွေ့လေးပါလာတဲ့အခါမှာအဲ့အငွေ့ကိုဒီမှာချမှာအဲ့တော့ကျွန်တော်တို့ဒီကောင်ကိုခင်းခွဲရိုက်လိုက်ပြီခင်းခွဲရိုက်ပြီးတော့ကျွန်တော်ဘာလုပ်ကြည့်မလဲဆိုလို့ရှိရင်ဘိုးကျွေးကြည့်ပါမယ်ဘိုးကျွေးတယ်ဆိုတော့ battery connector အပေါင်းကိုပဲကျွန်တော်တို့ကျွေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော် short ကြတဲ့အကောင်လေးကိုတေချာလေးကြည့်မယ်ဟောအဲ့မှာပြိုဆင်းသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်အဲ့မှာတလုံးပြိုဆင်းသွားတယ်ဒါဆိုလို့ရှိရင် DC လေးမှာကျွန်တော်တို့ short ကြနေတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်အဲ့ C လေးကိုတစ်ချက်ဖြုတ်ကြည့်မယ်နော်အဲ့တော့ကျွန်တော်တို့ခုန short ကြနေတဲ့ C လေးကိုဇာကနာလေးနဲ့ကလော်ထုတ်လိုက်ပြီပေါ့နော်အဲ့တော့ကျွန်တော် power ပြန်နှုတ်ကြည့်အောင်အဲ့တော့ကျွန်တော် battery အပေါင်းလုံးမှာ short ကြသေးလားမကြတော့ဘူးလားဆိုတာကိုတစ်ချက်စစ်မယ်ခုနကျတော့နှစ်ဖက်လုံးအတန်မြည်နေတယ်ပေါ့နော်အခုကျတော့ကျွန်တော်တို့ဒီမှာအတန်မမြည်တော့ပါဘူး connection အနေနဲ့ဘယ်လောက်ထွက်လာပြီလဲဆိုလို့ရှိရင်332ဆိုပြီးတော့ထွက်လာပါပြီ300ကျော်ဆိုတော့ကျွန်တော်တို့ကောင်းတဲ့အနေထားမှာရှိတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က power လေးတစ်ချက်နှုတ်ကြည့်ပါမယ်အဲ့တော့ခုန short ရှာထားတဲ့ဖုန်းလေးကိုကျွန်တော်တို့ပြန်နှုတ်ကြည့်မယ်ဗျာ battery လေးတက်ပြီးတော့ပြန်နှုတ်ကြည့်မယ်ဟောကီလေးကိုနှိပ်မယ် vibration တောင်းလာပါတယ် vibration တောင်းလာတယ်ဆိုတော့မှန်ကိုတစ်ချက်ကြည့်အောင်မှန်ကိုတစ်ချက်ကြည့်လိုက်တဲ့အခါမှာမှန်လေးတက်လာဆိုတော့အကုန်လုံးသုံးလို့ရလားဆိုတာကိုတစ်ချက်ပြန်ကြည့်မယ်logo လုံးနေတဲ့ logo လေးနေတဲ့အနေထားလေးမှာကျွန်တော်စကားလေးနည်းနည်းပြောပါအောင်မယ်ကျွန်တော်တို့ဒီမဟာနွေရဲ့ပုံမှန်တန့်ခွဲတစ်ဖြစ်တဲ့ဘိုင်ဝမ်တန့်ခွဲတစ်ပေါ့နော်အဲ့ဘိုင်ဝမ်တန့်ခွဲတစ်ကိုကျွန်တော်တို့က26ရက်နေ့စပါမယ်17လပိုင်း26ရက်နေ့17လပိုင်း26ရက်တနင်္လာဗုဒ္ဓဟူးနေ့ထင်ပါတယ်ဗုဒ္ဓဟူးနေ့ဟုတ်တယ်တနင်္လာ26ရက်နေ့ဗုဒ္ဓဟူးနေ့စပါမယ်အဲ့တော့ကြိုတင်စီးရင်သွင်းလို့ရပါပြီ10ရောက်ပြည့်ရင်တော့ကျွန်တော်တို့တန့်ခွဲကိုပိတ်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအခု short ရှာတာကိုကြည့်ပြီးတော့ကျွန်တော်တို့ဘုဒ္ဓတာလေးတခုရမယ်လို့မျှော်လင့်ပါတယ်